与我同着午夜相聚着你和我。ဒီမှာလာပြတဲ့ကားတွေကတော်တော်လေးတွေကောင်းတဲ့ကားတွေပါတယ်ကျွန်တော်တို့နေပြီးတော့ရုပ်ရှင်ရုံမှာရန်ကုန်ကြီးနေပြီးတော့ရုပ်ရှင်ရုံမှာပြတဲ့ကားတွေကျွန်တော်နေပြီးတော့ကောင်စီနယ်မြေမှာပြတဲ့ဒီတရုတ်ပွဲတော်ရုပ်ရှင်ကားတွေဆိုလို့ရှိရင်သူတို့နိုင်ငံသားကနေပြီးတော့ selection ရွေးလာတဲ့ကားတွေမျိုးလို့ပေါ့နော်တော်တော်လေးကောင်းပါတယ်တော်တော်လေးကောင်းတယ်ရတာပိုင်းဆိုင်ရာတော်တော်လေးကောင်းပါတယ်တကယ်ကိုနာမည်ကြီးနည်းပညာရှင်တွေမပါဘဲနဲ့ကိုဇာတ်ကားကိုကောင်းအောင်ရိုက်သွားနိုင်ကြတာပေါ့နော်ဟုတ်ကဲ့စီနီယာခန်းစားနိုင်စီမှာဖြစ်ပါတယ်နီလာကျောင်းရဲ့ရတနာလိုမျိုးအပြာရောင်ကမ္ဘာမြေကြီးကတောက်ပနေတဲ့ကျဲကြရကလပ်စီကြီးအောက်မှာကျွန်တော်တို့ဒီရင်ကျေးမှုတွေကိုသိရတဲ့အခါမှာကျွန်တော်တို့အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့နိုင်ငံရဲ့ရင်ကျေးမှုတွေကိုလည်းကျွန်တော်တို့ကကျွန်တော်တို့မိခင်ဝင်ကြီးဌာနဆိုရင်ဟိုတယ်ခရီးသွားလာရေးနဲ့ရင်ကျေးမှုဝင်ကြီးဌာနဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်အခုလိုကျွန်တော်တို့တွေလည်းရင်ကျေးမှုတွေကိုထုတ်ဖော်ပြီးအကုန်လုံးပြသမှာပါသူတို့တွေရဲ့ရင်ကျေးမှုတွေထုတ်ဖော်ပြသတဲ့အတွက်လည်းကျွန်တော်တို့ကဒီ sharing ပေါ့နော်ဒီသိရပြီးတော့ကျွန်တော်တို့တွေကလည်းထပ်ပြီးတော့လည်းကျွန်တော်တို့ရဲ့အတင်းသူတင်းသားတွေဒီမိတ်ဆွေတွေပြည်သူပြည်သားတွေကိုအကုန်လုံးကျွန်တော်တို့ကအားလုံးမျှဝေပြီးတော့ကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့တည်ပြီးတော့တယောက်နဲ့တယောက်ယဉ်ကျေးမှုတွေတည်သွားတဲ့အခါမှာနားလည်မှုတွေပေးပြီးတော့အလုပ်ကိုင်လည်းပူးပေါင်းပြီးတော့ပုံမူပြီးဆောင်ရွက်သွားနိုင်မယ်လို့ထင်ပါတယ်ဗျကျေးဇူးတင်ပါတယ်交椅昨天那个时光走着你和我。踏着星空飘起温度。ဒီလိုပွဲတွေများများလုပ်ပေးလေနိုင်ငံရဲ့ယဉ်ကျေးမှုဖလှယ်တာပို့ပြီးတော့တိုးတက်လေပေါ့နော်ဒီလိုပဲကျွန်တော်တို့နိုင်ငံအနေနဲ့ကလည်းတရုတ်ပြည်မှာသွားလို့နိုင်တော့ပို့ပြီးတော့ကောင်းမှာပေါ့နော်ဒီမှာလာပြတဲ့ကားတွေကတော်တော်လေးတွေကောင်းတဲ့ကားတွေပါတယ်ကျွန်တော်တို့နေပြီးတော့ရုပ်ရှင်ရုံမှာရန်ကုန်ကြီးနေပြီးတော့ရုပ်ရှင်ရုံမှာပြတဲ့ကားတွေကျွန်တော်နေပြီးတော့ကောင်စီနယ်မြေမှာပြတဲ့ဒီတရုတ်ပွဲတော်ရုပ်ရှင်ကားတွေဆိုလို့ရှိရင်သူတို့နိုင်ငံသားကနေပြီးတော့ selection ရွေးလာတဲ့ကားတွေမျိုးလို့ပေါ့နော်တော်တော်လေးကောင်းပါတယ်တော်တော်လေးကောင်းတယ်ရတာပိုင်းဆိုင်ရာတော်တော်လေးကောင်းပါတယ်တကယ်ကိုနာမည်ကြီးနည်းပညာရှင်တွေမပါဘဲနဲ့ကိုဇာတ်ကားကိုကောင်းအောင်ရိုက်သွားနိုင်ကြတာပေါ့နော်ဟုတ်ကဲ့ရှိတာပေါ့ဗျာကျွန်တော်စီယာကားတွေကိုဒီရေသွေးပြည့်မီတဲ့ကားတွေကိုတွားပြီးတော့ပြချင်တာပေါ့နော်ဟုတ်ကဲ့ကောင်းပါတယ်အခုဆိုကျွန်တော်တို့ရုပ်ရှင်စည်းရုံးအနေနဲ့ကတော့ဒီနိုင်ငံတကာပွဲတော်တွေကိုပေါ့နော်ပို့ပေးနေရတဲ့ဇာတ်ကားတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်အားမရတာလေးတစ်ခုကတော့တချို့ကားတွေကတော့ကောင်းတယ်သို့တော်လည်းပဲထုတ်လုပ်သူပိုင်းဆိုင်ရာနေပြီးတော့ဒီ subtitle ပေါ့နော်အင်္ဂလိပ်စာတမ်းထိုးတာလေးတွေကိုအားစိုက်ပြီးလုပ်ပေးစေချင်တယ်ပေါ့နော်တချို့ကားတွေကကားကောင်းပြီမဲ့လို့ subtitle မထိုးထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ပို့လို့မရတဲ့ကားတွေရှိပါတယ်ရှိနေပါတယ်ဟုတ်တယ်မရှိပါဘူးဒီကြောက်ပစုံကားဆိုလို့ရှိရင်ဒီမှာမပြသခဲ့မှာပဲနိုင်ငံတကာမှာဆုတွေရခဲ့တဲ့ကားတွေပါပဲအခုလည်းသူတို့အဆက်အသွယ်တွေနဲ့ဆက်ပြီးတော့ပဲဒီရုပ်ရှင်ပွဲတော်တွေကိုတွားနေပါတယ်ဟုတ်ဒါကတော့ကျွန်တော်တို့ကတော့အများအားတင်ယူနေရမှာပဲလေဒါနိုင်ငံတကာရဲ့ဒီနည်းပညာတွေအမှုပညာတွေကိုကျွန်တော်တို့တည်တဲ့အထိပဲတင်ယူသွားရမှာပါပဲဘယ်တော့မှပြည့်စုံတယ်လို့မရှိပါဘူးဟုတ်ကဲ့မသက်မတာဘူးအများအားဖြည့်နေရမှာပဲတခုပဲစိတ်မကောင်းစရာပေါ့နော်ကျွန်တော်တို့အသက်အရွယ်နဲ့ကြတော့နောက်ပိုင်းမှာဝမ်းစာလုပ်ငန်းတွေကများလာတဲ့အတွက်ကြောင့်မလို့ဝမ်းစာဖြစ်ရတဲ့အပိုင်းမှာအားရောလာတာလေးရှိတယ်အဲ့အတွက်တော့စိတ်မကောင်းဘူးပေါ့တကယ်ကိုဝမ်းသာတယ်ဘုံယူတယ်ချစ်ကျူးတယ်ကျွန်တော်တို့ဒီကိုဗစ်မတိုင်ခင်ရဆိုလို့ရှိရင်တော်တော်ကြီးကိုကျွန်တော်မျှော်လင့်ထားတာတကယ်ကိုအရှိန်အဟုန်နဲ့ဟိုဒီဇာတ်ကားကောင်းလေးတွေလူငယ်ဒါရိုက်တာတွေကနေဇာတ်ကားကောင်းလေးတွေဒီစနစ်အမှန်နေနဲ့ရိုက်လာခဲ့ကြတာတွေတွေ့ရတဲ့အခါအရန်ကိုအားရလာတဲ့အချိန်မှာဒီကိုဗစ်ဝင်သွားတဲ့အတွက်ကြောင့်မလို့တချို့တွေလည်းဒီလုပ်ငန်းနဲ့ဆက်ပြတ်ပြီးတော့မလုပ်ဖြစ်တော့တာပေါ့နော်အဲ့ဒီတရားမှာအခုပြန်ပြီးတော့မှအဲ့ကာလာလူငယ်လေးတွေဂျိုကြားပြန်ပေါ်လာတာတွေ့ရတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်ဘယ်တော့အကျိုးရှိတာလဲဆိုတော့ဒီလိုတင်နန်းနေဖွင့်နေတဲ့အတွက်ကြောင့်မလို့အကျိုးတော့ရှိတာမှန်တယ်သို့တော်လည်းပဲဒီခေတ်လူငယ်တွေကတော်တော်ကြီးကိုအမြင်ကျနေကြပြီကျွန်တော်တို့တင်နန်းမပေးလဲသူတို့ကသူတို့ online ကနေပြီးတော့ tutorial တွေဖတ်ပြီးတော့ပဲတင်နေကြတဲ့အခါမှာတော်တော်ကြီးကိုခီးပေါက်နေကြပြီပေါ့နော်အဲ့တော့ကျွန်တော်တို့တင်နန်းမပေးလဲသူတို့အနေနဲ့ကတော့စူးစမ်းပြီးတော့လေ့လာနေကြမှာပါပဲဒါကတော့စူးစမ်းရမှာပဲလေစူးစမ်းရမှာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့အနုပညာတက်ပညာဆိုတာကဒါပြည့်စုံသွားတယ်လို့မရှိဘူးလေအများအားဖြင့်ခေတ်ကာလအရလည်းပြောင်းနေတဲ့ခါကျတော့တင်ဆက်မှုတွေကလည်းပြောင်းနေတာပဲအခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ပြီးတော့ဟိုလိုကမှာ AI ကပေါ်လာပြီလေ AI နဲ့ကျွန်တော် file ရတော့မယ် AI နဲ့ file တဲ့ခါမှာ AI ကခန်းစားချက်မပါဘူးကျွန်တော်တို့တွေကခန်းစားချက်ပါတယ်အဲ့ဒီဟာပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်တို့က
လေးလာတင်ယူပြီးတော့ဖန်တီးသွားကြရမှာပေါ့နော်ဆိုတော့စိုးရိမ်မိပါတယ်ဘာလို့လဲဆို AI ကိုအလွဲသုံးစားလုပ်တဲ့လူတွေရှိနေတဲ့အတွက်ကြောင့်မျိုးစိုးရိမ်မိပါတယ် AI ကိုစနစ်တကျအသုံးပြုမယ်ဆိုလို့ရှိရင်တော့စိုးရိမ်စရာမရှိဘူးတိုးတက်မှုပဲရှိမှာပါအလွဲသုံးစားလုပ်နေတဲ့လူတွေရှိတဲ့အတွက်ကြောင့်မလို့စိုးရိမ်စရာကောင်းတဲ့အခြေအနေပါပဲဒီတရုတ်ယဉ်ကျေးမှုဖွဲ့ရနေပြီးတော့ဒီဇာတ်ကားလေးတွေကိုကျွန်တော်တို့မြန်မာရုပ်မြင်သံကြားကနေပြီးတော့ပြသသွားတဲ့အခါမှာလည်းကြည့်ရှုအားပေးကြပါဦးလို့ဖိတ်ခေါ်ပါတယ်雨雨落同着午夜想起着你的我ကျွန်တော်အနေနဲ့ကဒီကျွန်တော်ကတော့မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသင်းအမှာကျွန်တော်ဥက္ကဋ္ဌအနေနဲ့တာဝန်ဆောင်ရွက်ပေးနေတဲ့ကိုကျော်စရာဖြစ်ပါတယ်တရုတ်သမ္မတနိုင်ငံကနေပြီးတော့ကျွန်တော်တို့တန်ရုံးကနေပြီးတော့ကျွန်တော်တို့အသင်းတွေကိုဖိတ်ကြားပါတယ်အဲ့လိုဖိတ်ကြားတဲ့အတွက်လည်းကျွန်တော်တို့အနေနဲ့ဝမ်းမြောက်ဝမ်းသာစွာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီရည်ကျင်းမှုတွေကိုကျွန်တော်တို့သိရမယ်ကျွန်တော်တို့လေ့လာပြီးတော့ခံစားရမယ်တရုတ်ပြည်ကိုမသွားဘဲနဲ့တရုတ်ပြည်အကြောင်းတွေလည်းကျွန်တော်တို့သိရမယ်ပြီးသွားလို့ရှိရင်လည်းအဲ့လိုသိတဲ့အတွက်လည်းကျွန်တော်တို့ခီးသွွားလုပ်ငန်းတွေလည်းအပြန်အလှန်ပူးပေါင်းပြီးတော့ဆောင်ရွက်နိုင်မယ်နောက်ဆုံးစီးပွားရေးလုပ်ငန်းတွေပါပူးပေါင်းပြီးဆောင်ရွက်နိုင်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့အများကြီးမျှော်လင့်ချက်တွေအများကြီးနဲ့ကျွန်တော်ယူဆပါတယ်ထင်မြင်ပါတယ်ဖြစ်မယ်လို့လည်းဖြစ်အောင်လည်းသွားကြမယ်လို့လည်းကျွန်တော်အနေနဲ့ခိုင်ခိုင်မာမာမြင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာစွာနဲ့ဒီပွဲကြီးကိုလာတက်ဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီရည်ကျေးမှုတွေကိုသိရတဲ့အခါမှာကျွန်တော်တို့အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့နိုင်ငံရဲ့ရည်ကျေးမှုတွေကိုလည်းကျွန်တော်တို့ကကျွန်တော်တို့မိခင်ဝင်ကြီးဌာနဆိုရင်ဟိုတယ်ခရီးသွားလာရေးနဲ့ရည်ကျေးမှုဝင်ကြီးဌာနဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်အခုလိုကျွန်တော်တို့တွေလည်းရည်ကျေးမှုတွေကိုထုတ်ဖော်ပြီးအကုန်လုံးပြသမှာပါသူတို့တွေရဲ့ရည်ကျေးမှုတွေထုတ်ဖော်ပြသတဲ့အတွက်လည်းကျွန်တော်တို့ကဒီ sharing ပေါ့နော်ဒီသိရပြီးတော့ကျွန်တော်တို့တွေကလည်းထပ်ပြီးတော့လည်းကျွန်တော်တို့ရဲ့အသင်းသူအသင်းသားတွေဒီမိတ်ဆွေတွေပြည်သူပြည်သားတွေကိုအကုန်လုံးကျွန်တော်တို့ကအားလုံးမျှဝေပြီးတော့ကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့သိပြီးတော့တယောက်နဲ့တယောက်ယဉ်ကျေးမှုတွေသိသွားတဲ့အခါမှာနားလည်မှုတွေပေးပြီးတော့အလုပ်ကိုင်နဲ့ပူးပေါင်းပြီးတော့ပုံမူပြီးဆောင်ရွက်သွားနိုင်မယ်လို့ထင်ပါတယ်ဗျကျေးဇူးတင်ပါတယ်